နားတော့ဟုတ်ပါတယ်ကျွန်တော်ရုပ်ရှင်နဲ့ဗီဒီယိုဇက်ဖို့ဆိုင်ရတရုပ်ဆောင် မဟုတ်ဟာသားလူရှင်တော်ပြသက်တိုင်းဒါဆွတ်လက်ပါဗျာ ဟာဘွယ်ထူးတွေများတာခေါင်းမင်းနဲ့မှဘလို့ရေးမလဲလို့ ဟုတ်ပြောဟုတ်ကျွန်တော်တပုတ်ကိုဘယ်လောက်ယူလဲခင်ဗျာ ကျွန်တော်အခုကြော်ညာတစ်ပုတ်ကိုဟိုပေါ့900လောက်တော့ယူတယ်ပေါ့နော်အဲ့ဒါကျွန် တစ် တော် ထောင်တန်ပေးနှစ်ပုတ်ရိုက်ပေးတယ်လို့ပြောလိုက် အခုကျွန်တော်တေချာပြောပြနေကျွန်တော်ဘာမဟုတ်ပါဒီကျွန်တော်ရုပ်ရှင်ကဒီစက်တင်မှာ ဟာကောက်စက်တင်နေ ဟုတ်ကဲ့ပါကျွန်တော်ကြော်ညာတစ်ပုတ်ကို900တော့ယူပါတယ်အဲ့ဒါကျွန်တော်ကြော်ညာတစ်ခါတည်းပြောမှန်တော့ခုနော်ကျွန်တော်အပြင်အောက်တိုးထွက်တယ်တစ်မျိုးပေါ့ဒီစီတိုထဲမှာရိုက်ရင်တစ်မျိုးပေါ့အဲ့ဒါကိုစီတိုထဲမှာရိုက်မယ်ဆိုကျွန်တော်စက္ကန့်20စာပေါ့နော် အဲ့ခေါင်းကြော်ညာအဲ့လိုပေးလို့လား ဟာကိုကျွန်တော်တေချာငါကြွားတယ်မှတ်နေတယ်ကြီးအခုသူများလို့မဟုတ်တာကျွန်တော်မပြောဘူးကိုနားတော့ကြည့်လိုက်နားတော့ဟုတ်ကဲ့ပြောပါကိုဟုတ် ကျွန်တော်လေရှင်းရမှာလေ ငါချောင်း ဟောရပါတယ်ရတယ်ဟောကျွန်တော်တော့ ဝိုင်းလေညာကိုပြလိုက် အေးဘဝိုင်းလေဟာကြော်ညာဟဲ့တာ ဟောနာမည်တူနေတော့လမ်းခေါ်တာကိုခလိုင်းဆိုတာကိုလည်း तू သိတယ်ဟုတ်တယ်ဟုတ်တယ်နော်ကိုခလိုင်း ကိုပြလိုက်တော့ကျွန်တော်မှတ်မိတာ ကိုခလိုင်းဟုတ်ကဲ့ပါ နာမည်တူလား စကားလေးဆက်ပြောလို့ရအောင် ရတယ်ပြောပါဘာမှမဟုတ်အဲ့လူကဘာမှမဟုတ်ကွာကိုဘယ်ဟုတ်တော့မှတော့ထိုင်နေပါ ချီပါချင်လို့ ခဏထိုင်နေပါကိုကျွန်တော်ပြောမယ်ခင်ဗျာ ဟိုတိုင်းကိုနေအောင်လဲကျွန်တော် ဘလူသိန်းခွန်နေရလဲကွာမဟုတ်ဘူးကွာ ကျွန်တော်တော်များများပြရလေအမျိုးသမီးအတွင်းကဘောင်းလာခင်ဗျာ မြို့သမီးအထွေးရပါဘူး ရတယ်လေ အဲ့ဒါဒီကောင်ခေါင်းဆောင်မရပါလား ဒီပစ္စကပြီး အမျိုးသမီးအထွေးက ဒါပေါက်မှာ ဟုတ်တယ်သဘောပေါက်တယ်ရပါတယ်မျိုးသမီး ကာရိုက်တာလေးပြောနေလို့ပါခင်ဗျာ ပြောပါ မျိုးသမီးတိုင်းကဘောင်းပြီးလို့စပိုက်ဒါမန်လို့ခေါင်းမှာဖြုတ်ပြီးတော့အဲ့ဒီလုံးပြရမှာခင်ဗျာ မြို့သမီးအထွေးကဘာမျိုးစပိုက်ဒါမန်လို့ခေါင်းမဆုပ်ပြီးတော့ ကျွန်တော် အခုခေတ်စားနေရ ခဏလေးတအားဆန်းနေဗျာတအားဆန်းနေဗျာကျွန်တော်တခါမှအဲ့လိုကြော်ညာမျိုးမရိုက်ဘူးဒီလိုလောက်လိုက်900မဟုတ်ဘူးဗျာကျွန်တော်900ပဲအဲ့ကြော်ညာကိုကျွန်တော်ရိုက်ပြအောင်ရိုက်မယ်အဲ့ရက်ကလေးကိုပဲကျွန်တော်မန်နေဂျာနဲ့ဆက်ပြောလိုက်ပါနော်မန်နေဂျာနဲ့ဆက်ပြောလိုက်ပါနော်ကျွန်တော်ကြိုက်တယ်အဲ့ကြော်ညာကိုကျွန်တော်ရိုက်မယ်နော် နေချင်းပြန်တော့တေးလိုက်ချင်တယ်ကွာ ဟုတ်ကဲ့အခုအဲ့ဒါလေဒီ brand တွေအခုနောက်ပိုင်းလာတာတွေပေါ့နော်မတူညီတော့တာပေါ့အခုကျွန်တော်ကြော်ညာတွေ မြို့သမီးအတွင်းကဘောင်းမျိုးခေါင်းမဆောင်မရိုက်တာတအားဆန်းတာပေါ့ ဟိုဆန်းတယ်လေအဲ့လိုကြော်ညာမျိုးဘယ်မင်းသားကရိုက်ခဲ့ဘူးလဲအကိုရိုက်ခဲ့ဘူးလား ဘယ်လိုရိုက်မယ်တော့ယုံစရာကောင်း ဟာကျိုးစရာကောင်းတာမဟုတ်မရိုက်ဘူးရိုက်ဖို့အခုငားနိုင်တဲ့အရေးချင်းကိုမရှိကြတာကျွန်တော်ကျတော့ငားကြတာလက်ခံလိုက်ပါနော်โอเค သူတို့ဆန်းဆန်းဖြစ်တော့အဲ့နေ့ကျရင်3တယ်လောက်ထပ်ပြီးတော့ဆွတ်လိုက်ကြဗျာ ငါတစ်ထည်လောက်ဆိုရပါပြီ မင်းကတည်းဆွတ်လိုက်သူ့တည်းပေးဝင်လိုက်နော် 3တယ်ဆိုတော့ဟုတ်တယ်မိုက်တယ်ဘာလို့မိုက်တာလဲဆိုတော့ဟို9တယ်ဆွလိုက် မင်း 9တယ်ဆွလိုက် ကိုစမ်းတော့ဒီလိုလုပ်ပါလားမင်းကခေါင်းမဆု तू ကခေါင်းမဆု तू ကကိုတုံးလုံးနဲ့အဲ့ဘောင်းမီနဲ့အေး